ပရိသတ်များအားလုံးမင်္ဂလာပါရှင်အခုကျမကတရုတ်နိုင်ငံရွှေလီမြို့ကြီးကောက်ကဲမှာရောက်ရှိနေပါတယ်ကျမနောက်မှာမြင်တွေ့ရတာကပထမဆုံးအချက်မြန်မာကျောက်စံပြပွဲဖွင့်ပွဲအခမ်းအနားဖြစ်ပါတယ်ဒီပြပွဲကိုယူနန်ပြည်နယ်ပြည်သူ့အစိုးရနဲ့မြန်မာနိုင်ငံတည်ရန်စာသားနှင့်တဘာဝပါဝင်ချင်းထန်ထန်ရဲဝင်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့နှစ်60ကျော်အတွင်းမြန်မာကျောက်စံပြပွဲကပထမဆုံးအချက်မြန်မာပြည်ကနေထွက်ပြီးတရုတ်နိုင်ငံရွှေလီမြို့ကိုရောက်လာတာလည်းဖြစ်ပါတယ်။ဒီတကြံပြပွဲကဇူလိုင်လ25ရက်အထိကျင်းပတော့မှာဖြစ်ပါတယ်။ပူပွန်လင်းလင်းလဲလဲဆွဲပြီးရုံးဝင်နဲ့ပေးချင်တဲ့အတွက်တရုတ်မြန်မာနိုင်ငံကအဲ့တော်များနဲ့ကမ္ဘာတဝန်းရှိကျောက်စံခုနှစ်များကိုရွှေလီမှာဆွဲဆောင်လာပြီးစုဝေးနေကြတရားတွေယူနန်ပြည်နယ်ဟာကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆိုလို့ရှိရင်ဒါရှီလီယာတဲ့လက်ဆက်ဒါစိတ်ဆက်မှုနေရာတစ်ခုပဲဖြစ်တယ်ပြီးတဲ့အခါကျလို့ရှိရင်ကုန်စည်စည်းစိမ်မှုအနေနဲ့ယူနန်ဘက်ကကျွန်တော်တို့ဒီမှာရှိတဲ့မူဆဲတို့လာရှိုးတို့နဲ့လည်းတောက်လျှောက်ဆက်သွယ်နေတဲ့ကုန်စည်စည်းစိမ်မှုအကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့အတွက်တီးခြားကုန်ပစ္စည်းတွေအပြင်ကိုကျွန်တော်တို့ကြောက်မြတ်ကဏ္ဍနဲ့တတုကဏ္ဍပါဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ယူနန်ကိုကျွန်တော်တို့အခြေခံပြီးတော့ဒီပွဲကျင်းပခြင်းဖြစ်ပါတယ်以这个首届中国瑞丽的缅甸玉石龙盘为契机，把这些全国各地珠宝行业的一些大咖、一些大的企业呢，吸引回瑞丽吸引到解告这个玉石产业的聚集区同时更加多样的贸易方式，把我们的这个产业真正的做大做强。